တစ်ခုခုအလုပ်တစ်ခုခုကိုစိတ်ဝင်စားတယ်ဆိုရင်လက်တွေ့လုပ်ကြည့်ပါစဉ်းစားပြီးကြည့်ပြီးမကြောက်ပါနဲ့အလောက်ကလူကိုတင်သွားပါလိမ့်မယ်အလောက်တစ်ခုကိုအနေကြတာနဲ့မျှအတွေ့အကြုံတွေလောက်ပုံတွေအလိုလိုသဘောပေါက်နားလည်လာပါလိမ့်မယ်မလောက်ပဲကြည့်ပြီးတွေးဝေစဉ်းစားနေမယ်ဆိုရင်တော့မင်းဟာအတတ်ပညာတစ်ခုခုတတ်ဖို့အတွက်အင်မတန်မှခရင်သွားပါလိမ့်မယ်လူတစ်ယောက်မှာလူရည်လို့ဖြစ်လာရင်အတတ်ပညာတစ်ခုခုအသိပညာတစ်ခုခုလိုအပ်တယ်ဒါမှသာနောင်ရဲ့စိတ်အေးဖို့အတွက်ဝမ်းစာရေးပို့လုံးမယ်သမုတ်တရားဝမ်းတစ်ထွားတဲ့တထွားမို့လို့ဒီလောက်ထိကြိုးစားအားထုတ်နေရတဲ့လူအပေါင်းတို့ဟာတထောင်တန်ရှိမယ်ဆိုလို့ရှိရင်ဘယ်လောက်ထိတောင်ကြိုးစားအားထုတ်ရမလဲဆိုတာစဉ်းစားကြပြီတော့နောက်ပြီးစမပြေတဲ့အချိန်ကာလမှာအလုပ်ကိုမရွေးပါနဲ့အလုပ်ဟိုတမျှကုန်ချိစွာတဲ့ကိုမကြိုက်တဲ့အလုပ်ဖြစ်တော့လဲခဏတာကြိုးစားပြီးလုပ်ပေးပါအလုပ်လုပ်ရင်းနဲ့ကိုစိတ်တိုင်းကြအလုပ်တစ်ခုကိုစိတ်ဝင်စားတဲ့အလုပ်တစ်ခုကိုကြိုးစားရှာဖွေပါလောကမှာဖြစ်ချင်နိုင်မဖြစ်တာကြိုးစားတိုင်းမအောင်မြင်တာမင်းတယောက်တည်းမဟုတ်ဘူးမင်းကိုမင်းအားငယ်နေရင်မင်းအပေါ်ကအထက်ကလူတွေကိုမကြည့်နဲ့ကိုအောက်ကကိုတဲ့အားငယ်တဲ့လူကိုမင်းကြည့်သူတို့တောင်ရှင်းတန်းနေထိုင်နေဆိုရင်ကိုကဘာဖြစ်လို့ရှင်းတန်းမနေထိုင်မပြောချွင်နိုင်ရမှာလဲဆိုတာကိုအမြဲတမ်းတွေးရမယ်ကိုဘဝကိုတိုးတက်အောင်အမြဲတမ်းကြိုးစားအားထုတ်ရမယ်